စံတအိတ်မှာတင်းနဲ့ဆိုရင်တည်င်းခွဲပြည်နဲ့ဆိုလို့ရှိရင်24ပြည်ပေါင်နဲ့ဆိုလို့ရှိရင်108ပေါင်ကီလိုဂရမ်နဲ့ဆိုရင်48ကီလိုဂရမ်ပါဝင်တာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ထိုင်းနိုင်ငံနယ်စပ်ဆိုတော့ကျွန်တော်ဒီတာချီလိတ်မှာကြတော့လေအကုန်လုံးကဘာပဲရောင်းကီလိုဂရမ်နဲ့ရောင်းကြတာဟုတ်အဲ့တော့48ကီလိုဂရမ်ဘာကြောင့်စံတအိတ်မှာ48ကီလိုဂရမ်ဖြစ်ရလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုဖိုင်နေပြီးတော့မှပြန်လည်မျှဝေပေးသွားပါမယ်။သူက1ကီလိုဂရမ်ဆိုလို့ရှိရင်နို့ဒီဘူး4ဘူးပါပါတယ်။1ကီလိုဂရမ်မှာနို့ဒီဘူး4ဘူးပါပါတယ်။အဲ့တော့နားလေအောင်ပြောမယ်ဆိုလို့ရှိရင်တင်းနဲ့ဆိုရင်တည်င်းခွဲဟုတ်ပြီတည်င်းခွဲအဲ့တော့တည်င်းခွဲဆိုလို့ရှိရင်ကျွန်တော်ပြည်နဲ့ဆိုရင်24ပြည်ပါတယ်။တပြည်မှာနို့ဒီဘူး10ဘူးအဲ့ဒါကိုတွက်လိုက်တဲ့အခါကျတော့24ပြည်ဆိုတော့10ဘူးတွက်လိုက်တော့ဘူးရေ190နဲ့မှ2ဘူးရတယ်โอเคအဲ့တော့1ကီလိုဂရမ်မှာနို့ဒီဘူး4ဘူးအဲ့တော့နို့ဒီဘူး4ဘူးကို48နဲ့မြှောက်လိုက်တဲ့အခါမှာ192ဘူးရရှိမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘက်ဒေတာမှာတော့ကီလိုဂရမ်နဲ့ချိန်နဲ့ဖြစ်ကီလိုဂရမ်နဲ့အချိန်တွေပြုလုပ်တဲ့အတွက်ကျွန်တော်ကီလိုဂရမ်တွေကိုရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမိဘကုံရောင်စံရောင်းဝယ်ရေးကဖြန့်ပြူရောင်းချနေတဲ့စံတွေဟာကျွန်တော် HG တွေဆိုလို့ရှိရင်48ကီလိုဂရမ်အိတ်ပြည့်ခေါ်တာပေါ့နော်အိတ်ပြည့်လို့ခေါ်တာပေါ့ကျွန်တော်ဒီမှာရွှေဘိုပေါ်ဆန်းမွေးရှိတယ်ရွှေဝါထွန်းရှိတယ်ရွှေဘိုအေယာမင်းရှိပါတယ်လိုအပ်တယ်ဆိုလို့ရှိရင်ဒါချီလိတ်မြို့တွင်အိမ်ရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ